အားလုံးပဲမင်္ဂလာပါဖော်ဖော်အနန္တနိုင်မ channel ရဲ့အကြက်ချင်းတူလင် online တော့ဆိုတဲ့စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှလည်းအင်္ဂလန်ပရီးမီးယားလိစပိန်လာလီဂါဂျာမန်ဘွန်ဒက်လီဂါအီတလီစီးရီးအေနဲ့အတူပြင်သစ်လီဂူပွဲတွေအများကြီးကစားအောင်မှာဖြစ်ပါတယ်စီစဉ်လေးမစခင်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ရသေးရင်လည်း like subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ပထမဆုံးအနေနဲ့ခံမှန်းပေးမှာကတော့ Nottingham Forest နဲ့ Tottenham Hotspur ပွဲပဲဖြစ်ပါတယ်ဒီပွဲဟာည7:00 နာရီခွဲမှာကစားမှာဖြစ်ပါတယ်အရှင် Nottingham Forest ဟာရှာမ15မိနစ်အဆင့်16မှာရပ်တည်နေပြီးအဲ့ဒီ Tottenham Hotspur ဟာလည်းရှာမ22မိနစ်အဆင့်17မှာရပ်တည်နေတယ်အရှင် Nottingham Forest ဟာပြိုင်ပွဲဆုံးနောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးထားပြီး Premier League အင်္ဂွေနောက်ဆုံး3ပွဲမှာလည်း1ပွဲနိုင်1ပွဲသီး1ပွဲရှုံး Nottingham Forest 2-2 Man United Nottingham Forest 3-1 Leeds United Nottingham Forest 0-2 Brighton ဆိုပြီးတပွဲနိုင်တပွဲသီးတပွဲရှုံးကစားထားတယ်။ Premier League အင်္ဂွေ9ပွဲကစားပြီးချိန်မှာလည်း2ပွဲနိုင်တပွဲသီး4ပွဲရှုံးနေထားပြီးအဲ့ဒီ9ပွဲမှာ Nottingham တိုက်စစ်က10ဂိုးသွင်းထားပြီးခံစစ်က73ဂိုးထိပြန်ပေးထားရတယ်။အဲ့ဒီ Tottenham Hotspur ဟာလည်းပြိုင်ပွဲဆုံးနောက်ဆုံး5ပွဲမှာ2ပွဲနိုင်တပွဲသီး2ပွဲရှုံးထားပြီး Premier League အဝေးကွင်းနောက်ဆုံး3ပွဲမှာလည်းတပွဲနိုင်တပွဲသီးတပွဲရှုံးEverton 0-3 Tottenham Hotspur Arsenal 4-1 Tottenham Hotspur Newcastle 2-2 Tottenham Hotspur ဆိုပြီးတပွဲနိုင်တပွဲသီးတပွဲရှုံးကစားထားတယ် Tottenham Hotspur ဟာ Premier League အဝေးကွင်း9ပွဲကစားပြီးချိန်မှာလည်း4ပွဲနိုင်တပွဲသီးတပွဲရှုံးထားတယ်အဲ့ဒီအဝေးကွင်း9ပွဲမှာ Tottenham Hotspur တိုက်စစ်က15ဂိုးသွင်းထားပြီးခံစစ်က9ဂိုးထိပြန်ပေးထားရတယ်အခုဒီပွဲမှာ Asian Nottingham Forest ကသေ30ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအဲ့ဒီ Tottenham Hotspur ဘော်ယူကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကဆန်နာလန်နဲ့နီကွတ်ဆယ်ပွဲဖြစ်ပါတယ်ဒီပွဲဟာလည်းည7:00 နာရီခွဲမှာကစားမှာဖြစ်ပါတယ်အရှင်ဆန်နာလန်ဟာရှာမ23မှတ်နဲ့အဆင့်10မှာရပ်တည်နေပြီးအဲ့ဒီနီကွတ်ဆယ်ဟာလည်းရှာမ22မှတ်နဲ့အဆင့်12မှာရပ်တည်နေတယ်အရှင်ဆန်နာလန်ဟာနောက်ဆုံး5ပွဲမှာတပွဲနိုင်2ပွဲသီး2ပွဲရှုံးနေထားပြီးပရီးမီးယားလိအင်္ဂွေနောက်ဆုံး3ပွဲမှာလည်းတပွဲနိုင်2ပွဲသီးရှုံးပွဲမရှိကစားထားတယ်ပရီးမီးယားလိအင်္ဂွေ9ပွဲမှာ4ပွဲနိုင်3ပွဲသီးရှုံးပွဲမရှိကစားထားပြီးအင်္ဂွင်းတိုက်စစ်က16ဂိုးသွင်းထားပြီးခံစစ်က9ဂိုးပြန်ပေးထားရတယ်။အဲ့ဒီနယူကာဆယ်ကလည်းပြိုင်ပွဲဆုံးနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲသီး1ပွဲရှုံးထားပြီးပရီးမီးယားလိအဝေးကွင်းနောက်ဆုံး3ပွဲမှာလည်း1ပွဲနိုင်2ပွဲရှုံးကစားထားတယ်။ပရီးမီးယားလိအဝေးကွင်း9ပွဲကစားပြီးချိန်မှာလည်း1ပွဲနိုင်3ပွဲသီး3ပွဲရှုံးနေထားတယ်။အဲ့ဒီအဝေးကွင်း9ပွဲမှာနယူကာဆယ်တိုက်စစ်က9ဂိုးသွင်းထားပြီးခံစစ်က9ဂိုးပြန်ပေးထားရတယ်။ခုဒီပွဲမှာအဲ့ဒီနယူကာဆယ်ကသီး40ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအေရှီဆန်နာလန်ဘော်ယူကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲက Crystal Palace နဲ့မန်စီးတီးပွဲပဲဖြစ်ပါတယ်အေရှီ Crystal Palace ဟာရှာမ26မှတ်နဲ့အဆင့်5မှာရပ်တည်နေပြီးအဲ့ဒီမန်စီးတီးကလည်းရှာမ31မှတ်နဲ့အဆင့်2မှာရပ်တည်နေတယ်အေရှီ Crystal Palace ဟာပြိုင်ပွဲဆုံးနောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးထားပြီးပရီးမီးယားလိအင်္ဂွေနောက်ဆုံး3ပွဲမှာလည်းတပွဲနိုင်တပွဲသီးတပွဲရှုံးCrystal Palace 2-0 Bradford Crystal Palace 0-0 Brighton Crystal Palace 1-2 Man United ဆိုပြီးတပွဲနိုင်တပွဲသီးတပွဲရှုံးကစားထားတယ်။ Asian Crystal Palace ဟာပရီးမီးယားလိအင်္ဂွေ9ပွဲကစားပြီးချိန်မှာလည်း2ပွဲနိုင်4ပွဲသီးတပွဲရှုံးကစားထားတယ်။အဲ့ဒီ9ပွဲမှာ Crystal Palace တိုက်စစ်က9ဂိုးသွင်းထားပြီးခံစစ်က9ဂိုးပြန်ပေးထားရတယ်။အခုဒီပွဲမှာအဲ့ဒီ Man City ကတလုံး80နိုင်ဂိုးပေါင်းစေး3လုံး20နိုင်ပေါက်ပါတယ်။ကျွန်တော်ဒီပွဲမှာတော့ဂိုးအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်အဲ့ဒါမန်စီးတီးကလည်းပြိုင်ပွဲဆုံးနောက်ဆုံး5ပွဲမှာ4ပွဲနိုင်တပွဲရှုံးထားပြီးပရီးမီးယားလိအဝေးကွင်းနောက်ဆုံး3ပွဲမှာလည်းတပွဲနိုင်2ပွဲရှုံး Aston Villa 1-0 Man City Newcastle 2-1 Man City Fulham 4-5 Man City ဆိုပြီးတပွဲနိုင်2ပွဲရှုံးကစားထားတယ်ပရီးမီးယားလိအဝေးကွင်း9ပွဲကစားပြီးချိန်မှာလည်း3ပွဲနိုင်တပွဲသီး3ပွဲရှုံးထားပြီးမန်စီးတီးတိုက်စစ်က73ဂိုးသွင်းထားပြီးခံစစ်က10ဂိုးထိပြန်ပေးထားရလဲတွေ့ရတယ်နောက်တစ်ပွဲကဝါဟန်နဲ့အက်စတွန်ဗီလာပွဲဖြစ်ပါတယ်အရှင်ဝါဟန်ဟာရမတ်73မှတ်နဲ့အဆင့်18မှာရပ်တည်နေပြီးအဲ့ဒီအက်စတွန်ဗီလာဟာလည်းရမတ်30နဲ့အဆင့်3မှာရပ်တည်နေတယ်အရှင်ဝါဟန်ဟာ
နောက်ဆုံး9ပွဲမှာတပွဲနိုင်3ပွဲတည်တပွဲရှုံးထားပြီးပီးမီးယားလိအိမ်ကွင်းနောက်ဆုံး3ပွဲမှာလဲ2ပွဲနိုင်3ပွဲရှုံးကစားထားတယ်အင်ရှင်ဝဟန်ဟာဒီယာဒီအိမ်ကွင်း9ပွဲကစားပြီးချိန်မှာလဲ2ပွဲနိုင်5ပွဲရှုံးကစားထားတယ်အဲ့ဒီ9ပွဲမှာဝဟန်တိုက်စစ်က10ဂိုးသွင်းထားပြီးခံစစ်က18ဂိုးထိပေးထားလဲတွေ့ရတယ်အဲ့ဒီအက်စတွန်ဗီလာဟာလဲပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာ9ပွဲနိုင်ရှုံးပွဲမရှိကစားထားတယ်ပီးမီးယားလိအဝေးကွင်းနောက်ဆုံး3ပွဲမှာလဲ2ပွဲနိုင်1ပွဲရှုံးထားတယ်ပီးမီးယားလိအဝေးကွင်း9ပွဲကစားပြီးချိန်မှာလဲအက်စတွန်ဗီလာက3ပွဲနိုင်2ပွဲတည်2ပွဲရှုံးနေထားတယ်အဲ့ဒီ9ပွဲမှာအက်စတွန်ဗီလာတိုက်စစ်က9ဂိုးသွင်းထားပြီးခံစစ်က9ဂိုးပြန်ပေးထားရတယ်အခုဒီပွဲမှာဂိုးပေါင်းသေး390အနိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာကျွန်တော်ဂိုးအောက်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကဘရက်ဖို့နဲ့လီယူနိုက်တက်ပွဲဖြစ်ပါတယ်ဒီပွဲဟာည7:00 နာရီမှာကစားမှာဖြစ်ပါတယ်အင်ရှင်ဘရက်ဖို့ဟာရှာမတ်19မှတ်နဲ့အဆင့်15မှာရပ်တည်နေပြီးအဲ့ဒီလီယူနိုက်တက်ဟာလည်းရှာမတ်15မှတ်နဲ့အဆင့်16မှာရပ်တည်နေတယ်အခုဒီပွဲမှာအင်ရှင်ဘရက်ဖို့က180ရှုံးဂိုးပေါင်းသေး390အနိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာအင်ရှင်ဘရက်ဖို့နဲ့ဂိုးအပေါ်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကစပိန်လာလီဂါပွဲဖြစ်တဲ့အလာဘက်အသင်းနဲ့ရဲမထစ်ပွဲဖြစ်ပါတယ်ဒီပွဲဟာတနင်္လာနေ့မနေ့2နာရီခွဲမှာကစားမှာဖြစ်ပါတယ်အင်ရှင်အလာဘက်ဟာရှာမတ်18မှတ်နဲ့အဆင့်17မှာရပ်တည်နေပြီးအဲ့ဒီရဲမထွေရလဲရှာမတ်36မှတ်နဲ့အဆင့်1ကဘာစီလိုနာနဲ့9မှတ်အကွာဒုတိယနေရာမှာရပ်တည်နေပါတယ်အင်ရှင်အလာဘက်ဟာပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲမှာ2ပွဲနိုင်3ပွဲရှုံးထားပြီးလာလီဂါအင်ဝင်းနောက်ဆုံး3ပွဲမှာလဲ2ပွဲနိုင်1ပွဲရှုံးအလာဘက်2-1အက်စပန်ညိုအလာဘက်0-1စတာဗီကိုအလာဘက်1-0ရဲဆိုစီတဲ့ဆိုပြီး2ပွဲနိုင်1ပွဲရှုံးကစားထားတယ်အလာဘက်ဟာလာလီဂါအင်ဝင်း10ပွဲကစားပြီးချိန်မှာလဲ4ပွဲနိုင်2ပွဲတည်2ပွဲရှုံးနေထားတယ်လာလီဂါအင်ဝင်း10ပွဲမှာအလာဘက်တိုက်စစ်က10ဂိုးသွင်းထားပြီးခံစစ်က9ဂိုးထိပြန်ပေးထားရတယ်အဲ့ဒီရဲမထွေရလဲပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲမှာ2ပွဲနိုင်1ပွဲတည်2ပွဲရှုံးထားတယ်နောက်ဆုံး2ပွဲဆက်လဲတိုင်ပွဲပြောက်ထားတယ်စပိန်လာလီဂါအဝေးကွင်းနောက်ဆုံး3ပွဲမှာလဲ1ပွဲနိုင်2ပွဲတည်ရှုံးပွဲမရှိကစားထားတယ်အချီ2-2ရဲမထွေယူနာ1-1ရဲမထွေဘီဘာအို0-3ရဲမထွေဆိုပြီး1ပွဲနိုင်2ပွဲတည်ရှုံးပွဲမရှိကစားထားတယ်ရဲမထွေဟာစပိန်လာလီဂါအဝေးကွင်း9ပွဲကစားထားမှာ9ပွဲနိုင်3ပွဲတည်1ပွဲရှုံးထားပြီးအဲ့ဒီရဲမထွေတိုက်စစ်က18ဂိုးသွင်းထားပြီးခံစစ်က10ဂိုးအထိပေးထားလဲတွေ့ရတယ်အခုဒီပွဲမှာအဲ့ဒီရဲမထွေကတလုံး90နိုင်ဂိုးပေါင်းသေး390နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာအဲ့ဒီရဲမထွေဘော်ဒီနဲ့ဂိုးအပေါ်ကိုရွေးချယ်ပါတယ်နောက်တစ်ပွဲကပြင်သစ်လီဂူပွဲဖြစ်တဲ့မာဆေးနဲ့မိုနာကိုပွဲဖြစ်ပါတယ်ဒီပွဲဟာတနင်္လာနေ့မနေ့2:15မှာကစားမှာဖြစ်ပါတယ်အင်ရှင်မာဆေးဟာရှာမတ်29မှတ်နဲ့အဆင့်3မှာရပ်တည်နေပြီးအဲ့ဒီမိုနာကိုဟာလဲရှာမတ်23မှတ်နဲ့အဆင့်8မှာရပ်တည်နေတယ်အင်ရှင်မာဆေးဟာပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲမှာ3ပွဲနိုင်1ပွဲတည်1ပွဲရှုံးထားပြီးပြင်သစ်လီဂူအင်ကွင်းနောက်ဆုံး3ပွဲမှာလဲ1ပွဲနိုင်2ပွဲတည်ရှုံးပွဲမရှိကစားထားတယ်မာဆေး2-2အန်ကာမာဆေး3-0ဘရက်မာဆေး2-2လို့ဆိုပြီး1ပွဲနိုင်2ပွဲတည်ရှုံးပွဲမရှိကစားထားတယ်အင်ရှင်မာဆေးဟာပြင်သစ်လီဂူအင်ဝင်း9ပွဲကစားပြီးချိန်မှာလဲ9ပွဲနိုင်2ပွဲတည်အင်ဝင်းရှုံးပွဲမရှိကစားထားတယ်အဲ့ဒီအင်ဝင်း9ပွဲမှာမာဆေးတိုက်စစ်က23ဂိုးသွင်းထားပြီးခံစစ်က10ဂိုးပြန်ပေးထားရတယ်ဂိုးကွာချချက် plus 50ထွက်ထားလဲတွေ့ရတယ်အဲ့ဒီမိုနာကိုဟာလဲပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲမှာ2ပွဲနိုင်1ပွဲတည်2ပွဲရှုံးနေထားပြီးပြင်သစ်လီဂူအဝေးကွင်း3ပွဲမှာလဲ1ပွဲနိုင်2ပွဲရှုံးနန်တက်35မိုနာကိုရန်နဲ့4-1မိုနာကိုဘရက်1-0မိုနာကိုဆိုပြီး1ပွဲနိုင်2ပွဲရှုံးကစားထားတယ်အဲ့ဒီမိုနာကိုဟာပြင်သစ်လီဂူအဝေးကွင်း9ပွဲကစားပြီးချိန်မှာလဲ2ပွဲနိုင်1ပွဲတည်4ပွဲရှုံးနေထားပြီးမိုနာကိုတိုက်စစ်က10ဂိုးသွင်းထားပြီးခံစစ်က14ဂိုးထိပေးထားလဲတွေ့ရတယ်ခုဒီပွဲမှာအင်ရှင်မာဆေးကတလုံး90အနိုင်ဂိုးပေါင်းသေး340ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအင်ရှင်မာဆေးနဲ့ဂိုးအောက်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကဖလိုင်းဘက်နဲ့ဒေါမွန်ပွဲဖြစ်ပါတယ်အင်ရှင်ဖလိုင်းဘက်ဟာရှာမတ်16မှတ်နဲ့အဆင့်30မှာရပ်တည်နေပြီးအဲ့ဒီဒေါမွန်ဟာလည်းရှာမတ်28မှတ်နဲ့အဆင့်3မှာရပ်တည်နေတယ်ခုဒီပွဲမှာအဲ့ဒီဒေါမွန်က160ရှုံး
ဂိုးပေါင်းသေး380နိုင်ပေါက်တယ်ခုကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်ကိုရွေးချယ်ပါတယ်နောက်တစ်ပွဲကဘိုင်ယန်မြူးနစ်နဲ့မိန်ပွဲစဉ်မှာဖြစ်ပါတယ်အင်ရှင်ဘိုင်ယန်မြူးနစ်ဟာရမှတ်38မှတ်နဲ့အဆင့်1မှာဥဆောင်နေပြီးဧည့်သည်မိန်ဟာလည်းရမှတ်6မှတ်နဲ့အဆင့်18ဇယားအောက်ဆုံးမှာရပ်တည်နေတယ်အခုဒီပွဲမှာအင်ရှင်ဘိုင်ယန်မြူးနစ်က360အနိုင်ဂိုးပေါင်းသေး4လုံးတည်ပေါက်တယ်ကျွန်တော်ဒီပွဲမှာအင်ရှင်ဘိုင်ယန်မြူးနစ်နဲ့ဂိုးပေါ်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကလီဗန်ဒေးနဲ့ဘီလာရီရဲ့ပွဲပဲဖြစ်ပါတယ်အင်ရှင်လီဗန်ဒေးဟာရမှတ်9မှတ်နဲ့ဇယားအောက်အဆင့်20မှာရပ်တည်နေပြီးဧည့်သည်ဘီလာရီဟာလည်းရမှတ်35မှတ်နဲ့အဆင့်3မှာရပ်တည်နေတယ်ခုဒီပွဲမှာဧည့်သည်ဘီလာရီကတလုံး40နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာဧည့်သည်ဘီလာရီရဲ့ဘော်ဒီကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကဘရိုနာနဲ့ဂျူဝေနာပွဲပဲဖြစ်ပါတယ်အင်ရှင်ဘရိုနာဟာရမှတ်25မှတ်နဲ့အဆင့်5မှာရပ်တည်နေပြီးဧည့်သည်ဂျူဝင်တက်ဟာလည်းရမှတ်23မှတ်နဲ့အဆင့်9မှာရပ်တည်နေတယ်အခုဒီပွဲမှာဧည့်သည်ဂျူဝင်တက်က30ရှုံးပေါက်တယ်ဒီပွဲမှာကျွန်တော်အင်ရှင်ဘရိုနာဘော်ဒီကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲက AC မီလန်နဲ့ဆက်ဆူအိုလိုပွဲဖြစ်ပါတယ်အင်ရှင် AC မီလန်ဟာရမှတ်31မှတ်နဲ့အဆင့်1မှာရပ်တည်နေပြီးအဲ့ရဆက်ဆူအိုလိုဟာလည်းရမှတ်10မှတ်နဲ့အဆင့်9မှာရပ်တည်နေတယ်အခုဒီပွဲမှာအင်ရှင် AC မီလန်ကတလုံး40ရှုံးဂိုးပေါင်းသေး3လုံး90အနိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာဂိုးအောက်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကဥဒီနီနဲ့နာပိုလီပွဲဖြစ်ပါတယ်အင်ရှင်ဥဒီနီဟာရမှတ်18မှတ်နဲ့အဆင့်7မှာရပ်တည်နေပြီးအဲ့တဲ့နာပိုလီဟာလည်းရမှတ်31မှတ်နဲ့အဆင့်2မှာရပ်တည်နေတယ်အခုဒီပွဲမှာအဲ့တဲ့နာပိုလီကတလုံး90အနိုင်ဂိုးပေါင်းသေးနှလုံး30ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအဲ့တဲ့နာပိုလီနဲ့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပါတယ်အဆုံးအထိနားထောင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like subscribe မလုပ်ရသေးရင်လည်း like subscribe လုပ်ပေးဖို့နေ့တိုင်းရက်ခံအပ်ပါတယ်မြန်မာပြည်သည်အမြန်ဆုံးအေးချမ်းပါစေခုနှစ်တားသမီးများလည်းကျန်းမာချမ်းသာကြပါစေအားလုံးအပေါင်းပြကြပါစေ